မင်္ဂလာပါရှင်။ဖားဆောက်တိုက်ပွဲတွေကာလာလာတာဗျူဟာနေကရေးပေါ်သူကြဆုံတဲ့တည်ပါဝေဒီကနေ့ဖေဖော်ဝါရီလ2ရက်နေ့နေ့လယ်ပိုင်းရဲ့နောက်ဆုံးရတည်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ကျွန်မမိရီပါ။ပထမဆုံးတည်တဲ့ပုံအနေနဲ့ဖားဆောက်တိုက်ပွဲတွေကာလာလာတာဗျူဟာနေကရေးပေါ်သူကြဆုံခဲ့တဲ့တည်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ဂရင်းနီပြည်နယ်ဖားဆောက်တိုက်ပွဲတွေဂရင်းနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတအူကာလာလာတာဗျူဟာနေကတပ်စိန်မှုရဲဘော်လက်ကွာချဆုံးခဲ့ရတယ်လို့တောင်းဝရှိသူတွေကပြောပါရယ်ရဲဘော်လက်ကွာကဂရင်းနီပြင်ပြည်သူလူမျိုးရေးတမတော်ကာလာလာတာ KPLA စင်နီဗျူဟာအမနဲ့ဗျူဟာတိုက်ခိုက်ရေးတပ်ဖွဲ့လေးရုံစစ်ကြောင်းတပ်ခွဲတည်းရဲ့တပ်စိန်မှုတူအဖြစ်တာဝန်ထမ်းဆောင်ရေးပြီးခဲ့တဲ့စနေဝါရီလ30ရက်နေ့ကဖာဆောင်တိုက်ပွဲတွင်ကြာဆုံးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီရဲဘော်လက်ကွာရဲ့စပနာခါနာကိုမနေ့ကဖေဖော်ဝါရီလ1ရက်နေ့မှာဂရင်းနီပြည်တင်းနေရမှာပြုလုပ်ခဲ့ပါတယ်။ရဲဘော်လက်ကွာကလေးရုပ်စစ်ကြောင်းရဲ့အထားရတဲ့တိုက်ခိုက်ရေးရဲဘော်တူဖြစ်ပြီးမိသားစုနဲ့အတူထပ်တူဝမ်းနေရပြီးအာဆာနီတူရဲကောင်ဖြစ်အတိအမှပြုမတ်သက်သေးသွားမယ်ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တဲ့ပုံအနေနဲ့ဂရီနီမောင်စေအာနာသိန်း9နှစ်ပြည့်ဆန္ဒထုတ်ဖော်ခဲ့တဲ့တဲ့ကိုတိဆက်ပေးပါမယ်ရှင်။ဂရီနီပြည်နဲ့ဒီမောဆိုအနောက်ချတဲ့နေရာမှာမနေ့ကဖေဖော်ဝါရီလ3ရက်နေ့စစ်တပ်အာဏာသိမ်းတာ9နှစ်ပြည့်အနေနဲ့ကျောင်းတန်းလူငယ်တွေစုပေါင်းပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဆန္ဒပြမှုမှာတူတာသွဲလုံးမတူတာခွဲလုံးတစ်ချက်တူချက်ပေါင်းကျွေးကြော်တန်းတဲ့တူအဖေနိုင်ခါလူမျိုးစုံတွေးစည်းညီညွတ်ရေးအတွက်ကျောင်းတန်းလူငယ်တွေကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒီနဲ့အတူစစ်အာဏာရှင်စနစ်ကြောက်ဆုံရေးဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဒီမိုကရေစီပညာရေးဖော်ဆောင်ရေးနဲ့တပ်ပေါက်စုပေါ်ပေါက်ရေးစတဲ့ကြီးကြော်သားတွေကိုလည်းဟိကျွေးပြီးချီတက်ဆန္ဒပြခဲ့ကြပါတယ်။အဲဒီဆန္ဒပြချီတက်မှုကိုဂရနီပြည်ကျောင်းတပ်များတမက KSSU ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းတပ်တမကများအဖွဲ့ချုပ်နဲ့လူပေါ်တစ်လူငယ် YNS တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးကျောင်းတပ်လူငယ်အင်အား90ကျော်ပါဝင်ခဲ့ပါတယ်။နောက်ထပ်တဲ့တပုတ်အနေနဲ့ဂရနီပြည်နယ်နဲ့ကြရားဒေသမှာစေအာနာသိန်း9နှစ်အတွင်းအယောက်သား800ကျော်တိတ်ဆုံးခဲ့တဲ့တွေကိုတိဆက်ပေးပါမယ်ရှင်။ဂရနီပြည်နယ်နဲ့ကြရားဒေသမှာစစ်တပ်အာဏာသိမ်းတဲ့9နှစ်အတွင်းစစ်တပ်ရဲ့အကြောင်းဖဲမှုတွေကြောင့်အယောက်သား840ဦးတိတ်ဆုံးခဲ့ရတယ်လို့ဒိုတေတိုဂရနီပြည်သူအရာစု PKPS ကထုတ်ပြန်ထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2026ခုနှစ်ဇန်နဝါရီလ30ရက်နေ့ထိစစ်တပ်အာဏာသိမ်းတဲ့9နှစ်အတွင်းဂရနီနဲ့ကြရားဒေသမှာအယောက်သား840ဦးတိတ်ဆုံးခဲ့ရပြီးမတရားဖမ်းဆီးခံရသူ140ဦးရှိတယ်လို့ဖော်ပြထားပါတယ်။အဒီအပြင်တော်လာရေးတပ်ဖွဲ့နဲ့စစ်တပ်တွေကြောင့်တိုက်ပွဲအကြိမ်ရေပေါင်း1511ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်တပ်ဖွဲ့တွေတိတ်ဆုံးသူ4062ဦးရှိပြီးစစ်တပ်ရင်69စီနဲ့တိုက်လေရင်ရဟရင်လေးစီဖြစ်စီနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုပေါင်း2120ကြိမ်ပြုလုပ်ခဲ့တာကြောင့်ဗတာရေးအဆောက်အုံ65ခုအရသာနေအိမ်3984အိမ်နဲ့ဆေးရုံစစ်ခ19ခုစတင်ချောင်း30ချောင်းပြည့်စည်ခဲ့ရတယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်တဲ့ပုံအနေနဲ့ဒေါ်ဆာစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရစဲပြီးလူသားချင်းစံတော်မှုအကွေအညီဝေခွင့်ပြုဖို့ UK အစိုးရကတောင်းဆိုခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ဒေါ်ဆာစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်ပေးဖို့လေကြောင်းတိုက်ခိုက်မှုတွေရစဲပြီးလူသားချင်းစံတော်မှုအကွေအညီတွေကိုဝေခွင့်ပြုဖို့နဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီအပြောင်းအလဲတရားဖြစ်ပေါ်လာစေဖို့အတွက်စုမာတဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့အာဏာသိမ်းတာ9နှစ်ပြည့်မှာစစ်တပ်ကို UK အစိုးရကတောင်းဆိုလိုက်ပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း9နှစ်တန်ကာလအတွင်းမှာမြန်မာနိုင်ငံအတွင်းရှိကလေးငယ်ထက်ဝက်ကပညာတွေ့ခွင့်ဆုံးရှုံးခဲ့ပြီးမိန်းကလေးငယ်နဲ့အမျိုးသမီးတွေမှာလည်းအကြောင်းဖဲမှုတွေကြုံတွေ့နေရပြီးမူရင်းစေဝါထုတ်လုပ်မှုနဲ့အွန်လိုင်းလိလည်မှုတွေလည်းပိုဖြစ်ပွားနေတယ်လို့ UK အစိုးရကဆိုထားပါတယ်။ UK အစိုးရကပြီးခဲ့တဲ့တနေ့အတွင်းဖြစ်သူ1.4တန်းကျော်ကိုလူတန်းချင်းစံတော်မှုအကူအညီတွေပေးအပ်ခဲ့ပြီး1.3တန်းကျော်အတွက်ဂျောင်းမာရေးဝန်ဆောင်မှုတွေပေးရခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်တဲ့ပုံအနေနဲ့ဖကမှာတိုက်ပွဲတွေပြေးထားနေပြီမဲ့အာနာသိန်း9နှစ်ပြည့်စန္ဒထုတ်ဖော်ခဲ့တဲ့ဒီတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖကမြို့နယ်မှာတိုက်ပွဲတွေပြေးထားနေပြီမဲ့မနေ့ကဖေဖော်ဝါရီလ1ရက်နေ့မနေ့ပိုင်းမှာစစ်တပ်ကမတရားအာဏာသိမ်းမှု9နှစ်ပြည့်ကိုရှုတ်ချပြီးမွန်လယ်တပိန်းတွေမောက်ခဲ့ကြပါတယ်။ဖန်စီခံထားရတဲ့နိုင်ငံကောက်ဆောင်တော်အစားစုချင်းနဲ့နိုင်ငံတော်တမတော်ဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားအရေးအလုံးအများဆုံးလွတ်မြောက်ရေးနဲ့ပြည်သူ့တာအတီကပေအနာရှင်များအလုံးရှိအကြောင်းဖဲမှုမသမျှဆန့်ကျင်ကြနေဦးတော်လာရဲ့အရေးတော်ပုံအောင်နိုင်ပြီးစားတဲ့ဂျွေးကျော်တန်တွေနဲ့မွန်လေကတဆန္ဒပြခဲ့ကြပါတယ်။အခုရက်ပိုင်းအတွင်းဖန်ကမြို့နယ်အတွင်းမှာစစ်တပ်နဲ့ KIA
KPDA တို့ကတိုက်ပွဲတွေပြေးထားနေပြီးတော့လက်နေကြီးတွေဒရုန်းတွေအပြန်အလှန်တိုက်ခိုက်ကြပြီးပြူမာကျွေးရအနီးမှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်အခုလိုစိတ်ရေးစားစရာတရေတွေကိုလင်မလို့စီဖို့ကျမတို့ Green People Watch ကြေးဌာနရဲ့ YouTube Channel ကို Subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်